လေးတွေရောင်းတာထင်တယ်ဟာဟုတ်ဒီရင်အစားအစာလဲမြန်မာအစားအစာနဲ့နီးစပ်တယ်ပြောရမယ်။ဘာသားနဲ့မြင့်ချင်တကယ်တပုံစံနဲ့ပဲအခုနေ့လည်စားလဲစားပြီးဆိုတော့စမ်းဝေါ်တော့ရောက်လာပြီ။စမ်းဝေါ်ကအဓိကတော့ဓာတ်ပုံရိုက်လို့ကောင်းတယ်။နောက်ပြီးတော့တံပဲရှိတယ်။နောက်မှာတော့တောင်တွေရှိတယ်။တောင်တွေကတော့ဒီရှာမမြင်ရအောင်တိမ်တွေရောမြူတွေရောဖုံးနေရမြင်ရတဲ့အတိုင်းပဲနောက်မှာဆန်ဝါဖန်စီဘန်ပေးချင်တယ်ဓာတ်ပုံရိုက်လို့လှတယ်ဒီနေရာတော့အဓိကတော့ဓာတ်ပုံရိုက်của nước du khách vì quan niệm đám cưới chính là Thằng ấy ý mí lồng ạ xem gì Thanks Cái gì ạ? Cool. ကျွန်တော်တို့ဒီ Spa Station ကနေပြန်ထွက်လာပြီပြန်ထွက်လာပြီးတော့ကက်ကက် Valley ဘက်ကိုသွားမယ်ပေါ့နော်ဒီကနေကက်ကက် Valley နဲ့ဆိုရင်နောက်ထပ်မိနစ်20လောက်ထပ်ပြီးလမ်းလျှောက်ရမယ်ဆိုတော့ကျွန်တော်လမ်းတစ်လျှောက်ကျွန်တော်လိုက်ပြပေးသွားမယ်ပေါ့နော်အခုကျွန်တော်တို့ကက်ကက် Valley ကိုသွားဖို့ ticket ဝယ်ပေါ့နော် ticket counter ရှိမှရောက်နေတယ်ဒီဘက်မှာတော့ traditional dress တွေမှားပြီးတော့ဝတ်လို့ရမယ်ထင်တယ် ticket တော့ရပါပြီ is it Kekek Village right? Okay. Thank you. Thanks. ကျွန်တော်ဒါ Kekek Valley တွေကိုဆင်းလာတာပါအဓိကတော့ Kekek Valley ကတောင်အောက်ကိုဆင်းရတယ်ထင်တယ်
ကျွန်တော်တောင်ပေါ်ကနေတောင်အောက်ကိုဆင်းတာပေါ့နော်ကျွန်တော် fancy van mountain ကျတော့တောင်ပေါ်တက်သွားတယ်ကက်ကက်ပဲလေးကိုသွားချင်လို့ရှိရင်အောက်ကိုပြန်ပြီးဆင်းလာရတယ်ကျွန်တော်အခုဒီနေရာနာမည်တော့မသိဘူးဘာခေါ်လဲတော့မသိဘူးလှတယ်ကက်ကက်ပဲလေးမရောက်ခင်လမ်းတော့လောက်မှာတက်ပြီးတော့အများကြီးပဲसाहिल कहते हैं आपको मेरी ट्रिप बंद करो है ဒါကက်ကက် village ထဲမှာကက်ကက် village ထဲမှာပဲရှိနေတာပါနော်ကက်ကက် village တော့မရောက်သေးဘူးအောက်ကိုတက်ဆင်းရအောင်ပဲဆိုတော့ साहिल कहते हैं बोलने တာတက်ပုံရတော့လာတယ်ရှူကင်းလေးလည်းတော်တော်ကြည့်လို့ကောင်းတယ်ရာသီဥတုလေးနည်းနည်းဒီခုမှနေထွက်လာလို့အဆင်ပြေပါမနက်ကလို့ရာသီဥတုနဲ့ဆိုတော့အဆင်မပြေဘူးကြည့်ပါဦးနောက်ဆိုတော့ကဲဆင်းမယ်ဆင်းပြီးတော့ကက်ကက် village သွားမယ်ပါနော်ခိုးလေးလူရင်ခိုးဖြူလေးတွေထွက်လည်းမပြေဘူးဟုတ်ဒါဘဲလေးတွေကိုဆင်းလာပြီပေါ့နော်ဆိုတော့ဘယ်ဘက်နဲ့ညာဘက်နဲ့နှစ်ခုကိုရင်းနဲ့ waterfall နဲ့ water wheel နဲ့နှစ်ခုစလုံးကနည်းနည်းလေးဝေးနေသေးတယ်တစ်ခုက50 မီတာနောက်တစ်ခုကတော့မရေတာဘူး forest အောက်ကို waterfall ကိုဆင်းနေရပါတော့တကယ်ပဲဒီမှာရှိတယ်ကက်ကက် valley မှာရှိတဲ့ waterfall ပါနော်ဆိုတော့ကြောက်ပြီပါနော် waterfall တော်တော်လေးတော့လှတယ်ဒါတဲ့နေတယ်မှာပါတယ်ဘာမှတော့ထွေထူးပြောရတာမရှိဘူးပါနော်လှတာတော့လှတယ်အဓိကတော့ waterfall တောင်အောက်မှာရှိတဲ့စမ်းကြောင်းပါနော်ရေတကွန်ဒီလိုနေရှိမယ်။သွားလာလို့တော့များတယ်။ပြီးတော့တရားလေးရှိမယ်။မော်ရီလိုလေးတော့ကောင်းနေစင်းလာ